မင်္ဂလာပါခင်ဗျာ UK channel ကနေကြိုဆိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုပြောပြပေးမှာကကျွန်တော်ရဲ့အမျိုးအတက်ကိုကျွန်တော်လေးတက်စာအတွက်ကျွန်တော်လုံးမဲ့ပတ်တီးပေါ့နော်လုံးမဲ့ပတ်တီးနဲ့ main ခွက်ကို live ပြပြပေးရဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်လုံးမဲ့ပတ်တီးပေးရလဲဆိုတော့ကျွန်တော်တို့အခုကျွန်တော်ပေးထားတဲ့3ရက်မွေးစာလို့ပတ်တီးပေါ့နော်အင်္ဂါပေါ်တစ်ခုကျွန်တော်လေး3ရက်မွေးစာလို့ပတ်တီးရကျွန်တော်လေးနေ့ကိုရောက်ရှိလာခဲ့ပြီ။အဲ့စာလို့ပတ်တီးကို live ဆော့နေတဲ့အမျိုးတွေအားလုံးကလည်းဒီရော GP file လေးကိုအဆုံးထိကြည့်ရှုပေးပါ။ဘာကြောင့်လဲဆိုတော့ GP file ထဲမှာကျွန်တော်ဒီဗီဒီယိုထဲမှာကျွန်တော်ရဲ့အမျိုးတွေကိုကျွန်တော် main ခွက်လေးနဲ့အကြောင်းလေးလုပ်ပေးထားသလိုဆက်ပြီးတော့ဘလို့ဆက်ပြီးလိုက်ရမယ်ဆိုတော့လည်းကျွန်တော်ထည့်ပြီးပြောပြချင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီဗီဒီယိုဖိုင်ထဲမှာကျွန်တော်ပေးထားတဲ့3ရက်မွေးစာလုပ်ပတ်တီကို live ဆော့နေတဲ့အမျိုးတွေအားလုံးကတခြားလေးနားထောင်ပေးပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့အင်္ဂါပေါ်ထူးကျွန်တော်ပြီး3ရက်စာဆိုပြီးကျွန်တော်3ရက်ပတ်တီပေးခဲ့တာရှိပါတယ်အဲ့3ရက်ပတ်တီရာဆိုရင်ပြီးကျွန်တော်မထွက်သေးဘူးပေါ့နော်ကျွန်တော်ရင်းလေးကိုရောက်လာခဲ့ပြီးဒါပေမဲ့တခုအားသာချက်တခုရှိတာကကျွန်တော်ပုံမှန်ပေးနေကြဂျာတာပေးတောက်ချာနှစ်စာပတ်တီးဟာကျွန်တော်ဘာပတ်တီးရလဲဆိုတော့3ရက်ပတ်တီးပဲရတာဖြစ်ပါတယ်အဲဒါကြောင့်မလို့တေးချာနှစ်စာပုံမှန်ပေးနေကြတေးချာနှစ်စာပတ်တီးရ3ရက်ပတ်တီးရတယ်ကျွန်တော်အခုကျွန်တော်ပေးထားတဲ့ပတ်တီးရ3ရက်ပတ်တီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့3ရက်ပတ်တီးဟာဂျာတာပေးနေမှာဆိုရင်အားကောင်းပါတယ်ခင်ဗျာကျွန်တော်ဂျာတာပေးနေမှာ3ရက်ပတ်တီးကျွန်တော်ပို့ပြီးတော့ချိန်ပါတယ်အဲကြောင့်မလို့3ရက်ပတ်တီး live ဆော့နေတဲ့အမျိုးတွေအားလုံးကကျွန်တော်အရင်ပေးထားတဲ့ main ခွက်တွေကို live မထိုးတော့နဲ့ပေါ့နော်ကျွန်တော်အခုပေးတဲ့ main ခွက်နဲ့ပတ်တီးကိုပဲလိုက်ပြီးတော့ထိုးပါခင်ဗျာဟုတ်ကဲ့ပါနောက်တစ်ခုကကျွန်တော်ရဲ့တပတ်စာအခွေရခုတစ်ပတ်မှာနှစ်ခုကြံနေခဲ့တယ်တစ်ထိတ်6ထိတ်ရယ်တစ်ထိတ်6ထိတ်ရယ်316ခုအခွေရယ်ဆိုပြီးတော့နှစ်ခုကြံနေတယ်ပေါ့နော်အဲ့ဒီတပတ်စာကလိုက်စောနေတဲ့အမျိုးတွေအားလုံးကလည်းကို live စောနေရဇာလေးအတိုင်းပဲကြီးလေးအတိုင်းပဲဆက်ပြီးတော့ live စောပါခင်ဗျာပုံမှန်အဖြစ်တော့ကျွန်တော်မိုးထိတ်ကြီးရလည်းပြတ်တာရှားသလိုအခွေရလည်းလာပါတယ်ခင်ဗျာအခုတော့ပေါ်တူကြော်သွားခဲ့ပြီပေါ့နော်အဲ့ဒီတပတ်စာကလိုက်စောတဲ့အမျိုးတွေအားလုံးကလည်းကို live စောနေရပုံမှန်ကြီးလေးတိုင်းပဲပြန်ဆက်ပြီးတော့ live ဆော့စီခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ကြာလာပြီးတဲ့စာအတွက်ကျွန်တော်1ချင်းအနေနဲ့ပြောရရင်တော့3.3 1ချင်းရတယ်3.3 1ချင်းရတယ်ပတ်တီးအနေနဲ့ကတော့3.3ပတ်တီးပေါ့နော်3.3 1ချင်း3.3ပတ်တီး break နေရတော့3ချင်း5 break ဖြစ်ပါတယ်ခင်ဗျာ3.3 1ချင်း3.3ပတ်တီး3ချင်း5 break ဖြစ်ပါတယ်အဲ့မှာကျွန်တော် main ခွက်ကိုကျွန်တော်ပြောင်းထားပေးပါမယ်3.3 1ချင်း3.3ပတ်တီးမှာအဓိက main ပတ်တီးက3.3ပတ်တီးပဲဖြစ်ပါတယ်ခင်ဗျာ3ပတ်တီကိုအဓိက main တင်ထိုးမယ် main ခွက်နေနေရတော့3 3 3 8 3 5 main ခွက်ဖြစ်ပါတယ်ခင်ဗျာ3 3 3 8 3 5ကအဓိက main တင်ခွက်ဖြစ်ပါတယ်โอเคပါအဲ့ဒီချိန်မှာကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းအနေနဲ့ကတော့ကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းကတော့3 5တစ်ခွက်ကောင်းဖြစ်ပါတယ်ခင်ဗျာ3 5တစ်ခွက်ကောင်းပါအဲ့ဒါကတော့ကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပြီးတဲ့စာအတွက်ဂျာဗီတက်စာအတွက်လည်းဟုတ်တယ်လို့ကျွန်တော်တို့အဖွဲ့ဝင်ပတ်တီး live ဆော့နေတဲ့မျိုးတန်းခေါ်တာလည်းဒီ main ခွက်ကိုဒီပတ်တီးကို live ဆော့မှာဖြစ်ပါတယ်ခင်ဗျာ3.3 3.8 3.5 main တစ်ခွက်ကောင်း3.5တစ်ခွက်ကောင်းဖြစ်ပါတယ်ခင်ဗျာ3ပတ်တီးကိုဆက်ပြီးတော့ live ဆော့မှာဖြစ်ပါတယ်ကျွန်တော်ဒါလေးကို live ပြပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာအလုံးဒီ3ပတ်တီးကိုမဖြစ်မနေ live ဆော့ပေးပါဂျာဗီတက်စာမှာ3.3 ဝန်းချင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအလုံးအဆင်ပြေအောင်မြင်ပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ